အစိတ်ရှိသည်ဟုယူဆခံခဲ့ရတဲ့အသည့်အဲ့ဒါပါအသေးချင်းမလဲတင်သိပါသလားဒီနေ့ခေတ်မှာဟင်းမဲဆက်ချက်စော့ပဲလုံးလုံးအတုပ်ပဲတုပ်ဆဆာမရှိမဖြစ်လိုအပ်တဲ့ခရမ်းကျင်သည်ဟာတစ်ချိန်ကလူတွေကိုတည်စီနိုင်တဲ့အစိတ်ရှိအသေးအဖြစ်နှစ်ပေါင်း200ကျော်တန်တိုင်အကြောက်တရားတွေပေးခဲ့ပူးတဲ့ဆိုတာသင်ယုံကြည်နိုင်ပါသလား1900ပြည့်နှစ်ဝန်းကျင်ဥရောပတိုက်မှာခရမ်းကျင်သည်ကိုအစိတ်သင့်အသေးလို့ခေါ်ခဲ့ကြပါတယ်အကြောင်းအရင်းကတော့ခရမ်းကျင်သည်စားပြီးတဲ့အခါဖျားနာတာတည်ဆုံးတာတွေခဏခဏဖြစ်ခဲ့လို့ပါတကယ်တော့အကြီးကခရမ်းကျင်သည်မှမဟုတ်ပဲအဲ့ဒီခေတ်ကအသုံးပြုခဲ့တဲ့ပကံပြားတွေမှာဖြစ်နေရပါအဲ့ဒီခေတ်ကပကံပြားတွေကိုခဲတက်တွေနဲ့ပြုလုပ်ထားတာဖြစ်ပြီးခရမ်းကျင်သည်ရဲ့အစစ်တက်ကပကံထဲကခဲတက်တွေကိုပျော်ထွက်လာစေကလူကိုအစိတ်သိမ်းစေခဲ့တာဖြစ်ပါတယ်တန်နိုင်တွေထဲမှာလည်းခရမ်းကျင်သည်ကိုစားလိုက်ရင်ဝင်ပလေအဖြစ်ပြောင်းလဲသွားနိုင်တယ်လို့ယုံကြည်ခဲ့ကြပါတယ်1820ခုနှစ်မှာတော့လူတစ်ယောက်ကလူအများရှိမှခရမ်းကျင်သည်တချင်းလုံးကိုထိုင်စားကြပြီးဒါဟာအစိတ်မဟုတ်ကြောင်းသက်သေပြခဲ့ပါတယ်အဲဒီနောက်ပိုင်းမှာတော့လူတွေဟာခရမ်းကျင်သည်ကိုအကြောက်တရားမရှိဘဲစတင်စားသုံးလာခဲ့ကြတာဒီနေ့အထိပါပဲဒီနေ့ခေတ်မှာတော့အစိတ်လို့အထင်ခံခဲ့ရတဲ့ခရမ်းကျင်သည်ဟာအခုဆိုရင်နှလုံးကျန်းမာရေးကိုအထောက်အကူပြုပါတယ်ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်တဲ့လိုက်ခိုပင်းဓာတ်တွေကြွားပါတယ်အသားအရည်ကိုလှပစေပါတယ်။တမိုင်းဆိုတာတခါတလေမှထင်မှတ်မထားလောက်အောင်စမ်းကြတတ်ပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့ဒီတမိုင်းကြောင်းလေးကိုတင်းရဲ့တငယ်ချင်းတွေစီလည်းပြန်လည်မျှဝေပေးလိုက်ပါအောင်နော်။